Hello, I'm Mini 7 unboxing of me. iPad Mini 7 128GB Wi-Fi version. Hello, 128GB Wi-Fi. Yawa pape kala leba. Malay babi. Rồi khoa. iPad Mini 7 လေးပါဗျ။ရောင်က perfect color လေးနော်။အမောင်းစင်းလေးပါ။သူဘေးပေါင်လေးနော်။ speaker အပေါ်မှာနှလုံး၊အောက်မှာနှလုံးပြီးတော့ type C ဖြစ်မယ်။ကင်မရာ၊ဖုန်းကင်မရာတစ်လုံးနောက် flashlight တစ်လုံးပါမယ်။ဒီပေါ်မှာက Apple Pencil support လုပ်မယ်။ type C နဲ့ Apple Pencil Pro ရမယ်။ screen lock က fingerprint unlock ဖြစ်မယ်။ Okay ထဲမှာပါလေပါလေကြည့်အောင်။ထဲမှာတော့သူရဲ့ user guide ပါမယ်ပေါ့နော်။ iPad Mini 7 user guide တွေပါလာတာယူရီးယားဝင်လာဆိုယူရီးယားစာနဲ့ဒါတော့ standard အင်္ဂလိပ်နဲ့ပါဒါပဲပါနဘာပါပြီးရင် type C အားသွင်းကောက်ပါမယ်20 watt အားသွင်းကောက်ပါမယ်နော်ပြီးရင် type C ချပါမယ်နိုင်ငံသားနဲ့โอเคပါဒါပါပဲခင်ဗျာစိုက်ကအလို့တော့ပဲဗျာဘယ်လိုလူတွေအတွက်တင်းတော်မလဲဆိုတော့ကျွန်တော်ဒီ iPad ကိုလက်နဲ့ကင်ပြီးသုံးကျင်တဲ့လူတွေအတွက်အဆင်ပြေတယ်ဗျစိုက်ကလည်းလက်တကင်သာရှိမယ်ဝိတ်ကလည်းပေါ်လို့ရလက်နဲ့ကင်သုံးလို့ရအခြား iPad တွေဆိုရင်ကျွန်တော်လက်နဲ့ကင်သုံးလို့မယ်ဆိုရင်လေးတော့မကင်နိုင်ဘူးအဲ့တော့ screen cat နဲ့ထောက်သုံးဖို့ keyboard cover နဲ့ထောက်ပြီးတော့သုံးပါတယ်လက်ကမကင်နိုင်ကြတဲ့ကင်ညောင်းတယ်ထောင်ကြတာတော့ပဲတကင်သာလေးဖုန်းနဲ့ဖုန်းတက်နည်းနည်းလေးကြည့်တာဆိုတော့လက်နဲ့ကင်ပြီးသုံးလို့အဆင်ပြေဒီအလုံးကျေးဇူးတင်ပါတယ်